နဲ့တကြံတင်းစကိုပေါ့စိုးပြီးပေါ့လုံးဝ share ပေါ့မိုက်လေးပေးထားပေါ့ဆိုရင်ဒါပေမဲ့မိုက်တယ်ဆိုပေမဲ့တော်တော်များများထင်ကြပေါ့စိုးတယ်ဆိုတဲ့ဟာပေါ့စီကံဖောက်ပြတ်တယ်ရိုင်းတယ်အဲ့လိုမျိုးမကောင်းတဲ့ပုံစံမျိုးနဲ့မြင်ကြပေါ့အဲ့ဒါဆိုကိုကဇိုင်နာတယောက်နေရွယ်ပေါ့ VOE7 မှာဒီ campaign ကိုစိုးပြီးလို့ပေးထားတဲ့နေရာမှာစိုးဆိုတဲ့ဟာကိုဘယ်လိုမျိုးအဓိပ္ပာယ်မျိုးဖွင့်ကြတယ်ကမ္မအနေနဲ့ပေါ့ဒီကျွန်တော်တို့ဒီဇိုင်နာတယောက်အနေနဲ့ဆိုရင်တော့ဒီ soul ရဲ့အဓိပ္ပာယ်ဒီကျွန်တော်တို့ soul ဆိုတဲ့အဓိပ္ပာယ်တော့ကျွန်တော်တို့ဘယ်လိုပြောမလဲသပင်လောကသမားကြီးဆိုရင်တော့သိတယ်ကွာသပင်ဆေးဆိုးတာတော့ပေါ့အဲ့လိုမျိုးအဓိပ္ပာယ်ခောက်တယ်ဆိုပေမဲ့အစိုးရဲ့အဓိပ္ပာယ်နေရာမှာဆိုရင် soul ဆိုတဲ့အဓိပ္ပာယ်လူကြီးတွေအတွက်ဆိုရင်တော့ဒါ soul သွမ်းတယ်လို့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ်ဆောင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတချို့ဒီမြန်မာစကားလုံးတွေကအသွားလာတွေကသိတဲ့အတိုင်းပဲအဓိပ္ပာယ်ဟိုတစ်မျိုးဒီတစ်မျိုးကောက်တဲ့ပုံမှာပြီးတော့အဲ့တခုတော့နည်းနည်းလေးတော့စိုးရိမ်နေပေါ့နော်အဲ့စိုးရိမ်တဲ့ဟာကိုတော့စိုးတာနဲ့စိုးရိမ်ညာနဲ့လည်းတိတ်မတူကြဘူးเนาะမျိုးမျိုးပေါ့เนาะအတိတ်ပဲတော့အများကြီးရှိရဲဒါပေမဲ့ကျွန်တော်ကတော့ဒီကျွန်တော်တို့ရဲ့အခုဒီ Sobi ဆိုတဲ့ campaign အနေနဲ့ကတော့အခုလက်ရှိတစ်ချန်နားလဲနီးလာပြီဆိုတော့ဒါကျွန်တော်တို့ဒီ Sobi ဆိုတဲ့ campaign ကတော့ဘယ်လိုပြောမလဲအရင်မိုက်မယ်လို့လည်းခံစားရတယ်ပေါ့เนาะSobi ဆိုတဲ့အတိတ်ပဲကတော့ဒါလူငယ်တွေအတွက်လည်းပို့ပြီးတော့အသစ်စမ်းတွေထွက်လာတယ်ဆိုတဲ့အတိတ်ပဲတွေလည်းတက်ရောက်တယ်လို့တော့โอเคအဲ့ဆိုလူကြီးတွေကစိုးတယ်ပေါ့လူကြီးကလေးစိုးကြတယ်ဆိုတာမြင်ကြပေါ့လူကြီးတွေအနေနဲ့ပေါ့အဲ့ဒါကြောင့်သပင်ရောင်ပေါ့ကိုကအဲ့သပင်ရောင်ပြောင်းလဲသွားတာနဲ့ဒီကိုယ့်ရဲ့အတွင်းစိတ်ထဲမှာပေါ့လွတ်လပ်သွားတယ် freedom ဖြစ်သွားတယ်လို့ခံစားသပင်ရောင်တွေပြောင်းလဲသွားလိုက်တာခံစားရတာပေါ့အဲ့တဲ့လည်းမဟုတ်ပေါ့နော်ကိုယ်တိုင်ဆေးဆိုးတဲ့ပုံမှာလဲဒါကျွန်တော်ဆိုးလိုက်တာနဲ့ဒီကိုယ့်ရဲ့မျက်နှာအမူအရာဆိုပြီးတော့စိတ်ကစားလွတ်လပ်သွားတယ်ပေါ်ပါသွားတယ်ပြီးရင်နောက်တစ်ခုရှိရကြဒီမျက်နှာကြည့်လိုက်တာကကိုကြည့်နေအမြဲတမ်းလှသွားတယ်ဆိုရယ်ခံစားချက်မျိုးလည်းရတယ်ပြီးရင်အသစ်ဆန်းနောက်တစ်ခုအနေနဲ့လည်းဖြစ်သွားတယ်လို့ခံစားရတယ်ဒီဆိုးတဲ့အတိတ်တွေကတော့ပေါ့နော်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ကျွန်တော်တို့လူမျိုးပေါ့အာယုံတွေစိုက်ပြီးတော့မှသပင်တွေကိုတေချာမျိုးလုပ်ပေးတယ်မတ်တက်တွေရက်ပြီးတော့ပေါ့အကြာကြီးအာယုံတွေစိုက်ကြရပေါ့အဲ့လိုမျိုးချိန်ကြရင်ပင်ပန်းတယ်အဲ့ဒါကိုတချို့ကတိတ်တော့မမြင်ကြဘူးပေါ့အဲ့ချိန်ကြမှာအဲ့လိုမျိုးပိုပင်ပန်းထားပြီးတော့မှဧည့်သည်ကကိုလုပ်ပေးလိုက်တဲ့ final results ကိုအရန်ကြိုက်သွားတယ်အရန်လည်း PT ဖြစ်သွားအရန်ကျင်တတ်သွားတယ်အဲ့လိုမျိုးချိန်မျိုးပြောလာတယ်ဒါမှမဟုတ်လည်းTikTok ပေါ်မှာဖြစ် Facebook ပေါ်မှာဖြစ်ပေါ့ကိုယ့်ရဲ့ VOE7 ဒီဇိုင်းကြီးအရန်လှတယ်အရန်မိုက်တယ်အဲ့လိုမျိုးပြောလာတဲ့အချိန်မျိုးမှာရောဘယ်လိုမျိုးခံစားဆရာမနေလဲကျွန်တော်တို့ဒါကတော့ဒီစပင်လောကသားအတိုင်းကတော့ဒီရဲ့ခံစားချက်ဒီတိုင်းခံစားဘူးပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ customer ပေးရတဲ့ feedback နဲ့ကျွန်တော်တို့ပြန်ရတဲ့ feedback ကတယောက်နဲ့တယောက်မတူဘူးပေါ့နော်ဒီကျွန်တော်တို့ sign လေးတွေပေါ်မှာလဲဒါ moody ရပေါ့နော်ဒီကဒီ customer တယောက်ကိုစိုးပေးလိုက်လို့သူကလှသွားတယ်ဆိုတော့ကိုကအရန်ကိုချိန်နှက်တယ် PT လည်းဖြစ်တယ်ပေါ့နော်ပြီးရင်အဲ့ရဲ့ PT ကိုကျွန်တော်တို့မတူဘူးပါလုံးဝတခြားကိစ္စလုပ်တာပျော်တာထက်ဒီအဲ့တဲ့ကိုစိုးပေးလိုက်ရလို့ကိုလုပ်ပေးလိုက်လို့သူနှောက်သွားတယ်ဆိုတော့ချိန်နဲ့ PT ဖြစ်တဲ့ဟာမတူဘူးပေါ့နော်အရန်ကိုဒါလိုပြောမယ်ဆိုးဟာတွေဆိုရင်ကိုလုပ်ပေးလိုက်လှတာဆိုမျက်ရည်တောင်ဝဲမီးလောက်တဲ့အထိတောင်ဖြစ်တယ်အဲ့လိုမျိုးပေါ့โอเคအဲ့ဆိုရင်လည်းအဲ့ဆိုသမင်စိုးဦးတဲ့အမှတ်တရအတွေ့အကြုံလေးပါပြောပေးလိုက်ပါအဲ့ဆိုသမင်စိုးဦးတဲ့အမှတ်တရတချို့အဲ့ဟာတော့မဟုတ်ဘူးဒီနေ့ customer တယောက်ပေါ့နော်ကျွန်တော်ဒီနေ့အဖြစ်အပျက်လေးတစ်ခုပြောမှဆိုတော့တခြားဆိုင်မှာလှုပ်လာခဲ့တာပေါ့နော်စပင်ကအရန်ပြက်စီးသွားတယ်သူကကာလာလဲဆိုးခဲ့တယ်ပေါ့နော်အဲ့ချိန်မှာသူကကိုယ်စီလာတယ်အားကိုတကြီးနဲ့လာတာပေါ့နော်သူလာတဲ့အချိန်မှာကဟုတ်ပြီကျွန်တော်အကောင့်ဆုံးဖြစ်အောင်လုပ်ပေးမယ်ဆိုကျွန်တော်ပြောတဲ့အချိန်မှာအမှလှုပ်ခတ်လာတဲ့အချိန်မှာအဲ့ result ကိုသူကြိုက်လုံးလို့လေကျွန်တော်ကိုပြေးဖတ်လိုက်တဲ့အချိန်ဆိုတော့အရန်တော့လန့်ပြီးတော့ပျော်သွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလဲလန့်ပြီးတော့ပို့ပြီးပျော်သွားတာအဲ့လိုလုံးလိုက်ရတဲ့ PD ရလဲသူရောက်နေတယောက်ထားခံစားချက်ချင်းမတူဘူးပေါ့နော်လုပ်ပြလိုက်ပို့ပြီးတော့လဲရှင်းနေတဲ့ဝမ်းတာဒါကျွန်တော်ဒီလုပ်ငန်းကုသိုလ်လဲရတယ်ပေါ့နော်ဒါသူရင်တော့အလားဆုံးဖန်တီးပေးလိုက်ရတဲ့အတွက်ကိုလဲဝမ်းတာပဲဟုတ်ကဲ့ပါအဲ့ဒါဆိုရင်စကားဆက်ပေါ့တခါရဲ့ချိုး customer တွေအနေနဲ့ပေါ့ကျွန်တော်တို့သမင်ပြောင်းလဲလာပြီးတော့တိုင်ပင်တဲ့အချိန်ကျရင်ဆရာတဘောပေါ့ဆရာကြိုက်တာလုပ်လိုက်ဆရာလှမယ်ထင်တာအကုန်လုပ်လိုက်ပေါ့အဲ့လိုမျိုးပုံအပ်လာတဲ့အချိန်မျိုးမှာပေါ့ကိုအနေနဲ့ပို့ပြီးတော့မှလွယ်သွားတယ်ထင်လားတာဝန်ပူကြီးသွားတယ်ထင်လားပို့ပြီးတော့တာဝန်ကြီးမဲ့လို့တော့ထင်တယ်ဆရာအစင်ဒီလိုလှုပ်လိုက်ဆိုတဲ့စကားပေါ်မှာကျွန်တော်တို့ကသူ့ကိုအလှဆုံးပြောပို့ပြီးတာဝန်ယူမှုလည်းပို့ကြည့်တယ်ပို့ပြီးတော့သူ့ကိုလည်းအချိန်ပေးရတယ်ပို့ပြီးတော့သူ့မျက်နှာကျွန်တော်ကတစ်ခုတည်းနဲ့ကြည့်လို့မရဘူးပေါ့နော်ဒီသူ့ရဲ့မျက်နှာစိုးစားချပြီးရင်သူ့ရဲ့အသားရည်အစဒီအယောင်နဲ့ပုံစံဆိုတော့သူနဲ့ live ဖက်အောင်ဘယ်လိုမျိုးကျွန်တော်တို့အကြံပေးရတာတွေစအကုန်ရှိတာပေါ့နော်အဲ့လိုတစ်ခါကျသူတို့ပုံပြလိုက်တဲ့အယောင်ဆိုတော့အေးဒါသူတို့လိုချင်တဲ့ဟာဆိုပြီးသွားတယ်ဆိုပေမဲ့ကျွန်တော်တို့ဆရာသဘောဆရာအစင်ဒီလိုလုပ်ပေးလိုက်ဆိုတဲ့အချိန်မှာဆိုတော့ကျွန်တော်တို့ပို့ပြီးတော့တာဝန်ကအရင်ကြီးသွားတယ်အဲ့တော့တခါဆိုရင်ကိုကတော့သူ့ကိုလှစီကြလို့လှုပ်ပေးလိုက်ပြီမဲ့တချို့ဧည့်သည်တွေရဲ့အမြင်မှာကျသူ့မျက်နှာနဲ့ live ဖက်လားမ live ဖက်ဆိုသူတို့တိတ်
နားမလဲတဲ့ customer တွေလည်းရှိရပေါ့နော်ကျွန်တော်တို့ရဲ့အမြင်တိုင်းပဲကျွန်တော်တို့ကပြောလိုက်တယ်ဆိုရင်လုပ်ပေးလိုက်တယ်ဆိုရင်တချို့ဧည့်သည်တွေကြတော့ငါလုပ်ပြီးလှရောလှပါမလားအဲ့လိုလက်မခံရတဲ့ဧည့်သည်တွေလည်းရှိရပေါ့နော်တချို့ကြတော့လက်ခံတယ်ဆရာငါတို့လှစေခြင်းတို့ဒါလုပ်ပေးလိုက်တာပေါ့ဒါပေမဲ့တချို့ဧည့်သည်ကြသူများပြောလိုက်ပြီဆိုရင်အိမ်ကသူကတော့အဆင်ပြေလိုက်ဒါပေမဲ့အိမ်ရောက်သွားပြီဆိုရင်ကျွန်တော်တို့သိတဲ့အတိုင်းပဲဟိုလူကပြောရင်တစ်မျိုးဒီလူကပြောတစ်မျိုးဆိုသူရဲ့စိတ်က cycle ဝင်လာတဲ့ train အမြင်တွေလည်းရှိရပေါ့နော်အဲ့ခြားတစ်ခါကျရင်သူတို့ပြောလိုက်တဲ့ပုံစံဆိုရင်ကိုကောင်းပါတယ်ဆိုခိုင်းဆိုတော့တွေးမိတာပေါ့အရင်တော့တာဝန်တော့တကယ်ကြီးရပေါ့တာဝန်ကြီးရဲ့ဘက်ကိုပို့ပြီးတော့မှရောက်တယ်ပေါ့ဟုတ်လို့ okay အားမျိုးဆိုရင်ကျွန်တော်ဟုတ်ပါပြီအားဆိုရင်တော့နောက်ဆုံးအနေနဲ့ပေါ့ Vivo 7အနေနဲ့ပေါ့ Sobi campaign ကိုပေါ့ဒီလောက်ထိအားသွန်ခွန်ဆိုင်ဖန်တီးထားရပေါ့အဲ့ဒါမျိုးကိုတကယ်ရည်ရွယ်ချက်ကဘယ်လိုပြောပြခြင်းဒီတကြံနာလဲနီးလာပြီဆိုတော့အဓိကဒီ campaign ကလည်းအဲ့ဒီအတွက်ကြောင့်လည်းလောက်တာလည်းပါတယ်ပေါ့နော်ဒီကျွန်တော်တို့ဘယ်လိုပြောမလဲတကြံနာနီးလာပြီဆိုတော့အလားပါဆိုင်ရာအစားအလိုကိုယ့်ရဲ့စိတ်ထက်ပေါက်အနေနဲ့ပေါ့ကျွန်တော်တို့ဒီ campaign ကိုလုပ်တယ်လို့ကျွန်တော်ခံယူတယ်ပြီးရင်ဒီကျွန်တော်တို့ဒီ V47 လုပ်ငန်းဆိုရင်လည်းကျွန်တော်တို့ဒါအရန်စီးလုံးငယ်ဆိုရဲခံစားချက်လည်းရတယ်ဒါအကုန်လုံးဧည့်သည်တိုင်းကိုလည်း customer တွေကိုလည်းအကောင်းဆုံး feedback ပြန်ပေးနိုင်မယ်ဆိုတော့ရည်ရွယ်ချက်နဲ့လည်းဒီ Sobi campaign ကိုလုပ်တယ်လို့ကျွန်တော်မြင်ပါတယ်အဲ့ Sobi campaign မှာဘာပါအောင်မဲ့ထင်အဓိကတော့ကျွန်တော်တို့ဒါလူတိုင်းစောင့်မျှော်နေတဲ့ promotion season လေးကတော့ပါမှာပေါ့နော်promotion season ပေါ့အဲ့တော့စောင့်ကြည့်ပြီးတော့ပြီးတော့မှလုံးဝစောင့်ကြည့်ရမှာပေါ့okay ဒါဆိုရင် Vivo E7 က freedom ပေါ့လွတ်လပ်မှုနဲ့အဲ့အမှုပညာပေါ့လမ်းကြောင်းကိုရွေးချယ်လိုက်တဲ့ပေါ့လူငယ်တွေအပေါ်မှာရောဘယ်လိုတက်ရောက်တယ်လို့မျှော်လင့်ကြတယ်ဟိုအဓိကပြောချင်တာတော့အဲ့လိုပေါ့လွတ်လပ်မှုပေါ့အဲ့လိုပုံစံမျိုးအနေနဲ့ပေးလိုက်တယ်ပေါ့လူငယ်တွေကိုဘယ်လိုမျိုးပုံစံမျိုးတက်ရောက်လဲပေါ့မျှော်လင့်တယ်ဘယ်လိုမျှော်လင့်လဲပြောချင်အဲ့လိုဆိုတော့ပေါ့ပါပါနဲ့လူငယ်တွေအတွက်ပို့ပြီးတော့ဒီကျွန်တော်တို့လူငယ်တွေအတွက်ပဲအဓိကတော့ဦးစားပေးတာပေါ့နော်ဒီ campaign တော်တော်များများတော့လူကြီးတွေကြတော့အရင်အဲ့လောက်ကြီးတော့သူတို့တိတ်တော့စိတ်ဝင်စားကြတော့ပေါ့အဓိကဒီလူငယ်ပိုင်းတွေကလည်းပို့ပြီးစိတ်ဝင်စားလာတာများလာတယ်ပေါ့နော်ဒီ campaign တချို့ဆိုလည်းအမျိုးပေါ့တခြား campaign တွေနဲ့လည်းမတူဘူးပေါ့နော်ဒီကျွန်တော်တို့အခုရဲ့ campaign ကကြာဆိုးပြီဆိုတဲ့ campaign ဆိုတော့လူတိုင်းလည်းပို့ပြီးစိတ်ဝင်စားမယ်လို့ကျွန်တော်ထင်တယ်ပို့ပြီးတော့ဒါ free လည်းဖြစ်တယ်ပို့ပြီးတော့လည်းလွတ်လပ်တယ်လူငယ်တွေအတွက်လည်းအတွေးခေါ်အသစ်စမ်းအမြင်တစ်ခုအနေနဲ့ရောက်လာမယ်လို့လည်းကျွန်တော်ထင်တယ်customer တွေအတွက်ကတော့ဒါကျွန်တော်တို့အကောင်းဆုံးလဲဝန်ဆောင်မှုပေးနေရပေါ့နော်ကျွန်တော်တို့ V47 ဘယ်ဆိုင်ခွဲမဆိုအကုန်လုံးဒီဇိုင်နာတွေအားလုံးကတော့ဒါအကုန်လုံးဧည့်သည်တိုင်းကိုအကောင်းဆုံးဝန်ဆောင်မှုနဲ့အမြဲတမ်းကြိုးစုနေလျက်ရှိပါတယ်အဲ့အတွက်လည်းလာရောက်ဖို့အများကြီးဖိတ်ခေါ်ပါတယ်အားလုံးပဲ Sobi